Stamford Bridge မှာ Arsenal ကိုရှုံးနေတဲ့ပွဲပြီး Chelsea ပရိသတ်တွေဟာသူတို့ရဲ့ဂိုးသမားဖြစ်သူ Robert Sanchez ကိုဒေါသပေါက်ကွဲနေပြီး online မှာဝေဖန်ရေးသားခဲ့ကြပါတယ်။ Chelsea တင်ဟာလိဖလားဆီမီဖိုင်နယ်ပထမကြောအဖြစ် Arsenal ကိုအိမ်ဝင်းပွဲလက်ခံကစားခဲ့ပြီးအဓိကကွင်းလယ်လူကိုက်စီရိုကပွဲပဲပြစ်ဒဏ်ကြောင့်မပါဝင်နိုင်သလိုပါမာ Reece James, Liam Delap အပါအဝင်အဓိကကစားသမားတချို့လည်းဒဏ်ရာရှိနေလို့ Arsenal နဲ့ပွဲကိုလွှဲချော်ခဲ့ပါတယ်။ပွဲစား9မိနစ်မှာပဲ Arsenal သင်းရဲ့ထုံးစံတိုင်း Declan Rice ရဲ့တောင်းငံဘောကနေ Van White ကခေါင်းနဲ့သွင်းခဲ့ပြီးဒီဂိုးဟာ Robert Sanchez ရဲ့မလိုအပ်ပဲရှစ်တက်ပြီးတော့ဘောလုံးကိုပုတ်ထုတ်ဖို့ကြိုးစားတာကနေဘောလုံးမထိပဲလွှဲချော်ခဲ့လို့ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းစလို့မိနစ်ပိုင်းကြာပါပဲ Van White ချိုးပေးတာကို Gyökeres ကအနီးကပ်ပိတ်သွင်းခဲ့ပြီး DJ မှာလည်း Robert Sanchez ရဲ့အမှားမကင်းခဲ့ပါဘူး။58မိနစ်မှာဂါနာချိုကခြေပေါက်ကိုပြန်သွင်းလို့ Chelsea စိတ်တက်လာပေမဲ့ Arsenal အတွက်အနိုင်သေးချာစေမဲ့ဂိုးကို82မိနစ်မှာ Zubi Mendi ကလှလှပပသွင်းယူခဲ့ပါတယ်။ပွဲပြီးမှာဂါနာချိုကပဲဒုတိယခြေပေါက်ကိုသွင်းခဲ့ပေမဲ့လက်ကျန်မိနစ်တွေမှာနောက်ထပ်ခြေပေါက်ကိုမသွင်းနိုင်လို့ Chelsea သင်း3-2 ဂိုးနဲ့ရှုံးပေးခဲ့ရပြီးနီးပြတဲ့ Rosinia ရဲ့ Stamford Bridge ပွဲဦးကမလှပခဲ့ပါဘူး။ပွဲပြီးမှာ Chelsea ပရိသတ်တွေက Robert Sanchez ကိုဒေါသပေါက်ကွဲခဲ့ပြီး online မှာအကြီးအကျယ်ဝေဖန်ရေးသားခဲ့ကြသလိုတချို့ကလည်း Robert Sanchez ရဲ့လက်နက်မပါတဲ့တပ်ပုံကို edit လုပ်ပြီးတော့ troll ခဲ့ပါတယ်။အခုပွဲအနိုင်ရခဲ့တဲ့အတွက် Adidas ဟာ Stamford Bridge မှာ Chelsea ကိုပြိုင်ပွဲစုံ10ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ4ပွဲနိုင်4ပွဲစီကြခဲ့ပြီးဂန်နဝီနီးပြကြီးအာဆီယံဝင်ကနောက်ပိုင်း Stamford Bridge မှာရှုံးပွဲမရှိပွဲဆက်အများဆုံးနီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။